ဒီတကိုးတွေကကဘာပေါ်မှာနာမည်ခေါ်ရရုပ်အစိုးဆုံးတကိုးတွေပဲကျွန်တော်တို့တွေကပစ္စည်းခိုးတဲ့လူတွေကိုတကိုးလို့ခေါ်တယ်ဥပမာခွေးခိုးတဲ့လူတွေကိုခွေးတကိုးလို့ခေါ်ပြီးတော့နွားခိုးတဲ့လူတွေကိုကျတော့နွားတကိုးလို့ခေါ်တယ်ဒီကောင်တွေကအိမ်သားကိုဖြုတ်ခိုးတဲ့တကိုးတွေဆိုတော့အိမ်သားတကိုးဆိုတာကြီးခေါ်ရနည်းနည်းတော့ရုပ်ဆိုးရဗျဒါပေမဲ့နည်းနည်းရအိမ်သားကိုခိုးခဲ့တာတော့မဟုတ်ဘူးပြည်နိုင်ငံမှာရှိတဲ့ဘယ်လင်ဟန်နန်းတော်ထဲမှာထားတဲ့ရွှေအိမ်သားကိုခိုးတာဘယ်လင်ဟန်နန်းတော်ဆိုတာကUNESCO စီးရင်ဝင်ပြီးတော့အင်္ဂလန်တမိုင်းမှာနှစ်ပေါင်း300လောက်တက်တန်းရှိနေပြီဖြစ်တဲ့နေရာကြီးဗျာအဲ့ဒါယူလူ3ယောက်လာပြီးတော့ကားနဲ့အိမ်နန်းတော်ရှိမှာကားရက်တယ်ပိတ်ပရင်ပေါက်ကိုချိုးဖြက်ပြီးတော့သူတို့ဝင်တယ်ဝင်ပြီးတော့အထဲမှာရှိရဲ့တစ်တာတကားကိုဖြတ်တယ်ပြီးတော့မှအထဲကရွှေအိမ်သားကြီးကိုခိုးရတာအဲ့အိမ်သား16ကာရက်တောင်ရှိရဲ့အိမ်သားတစ်ခုလုံးကိုရွှေနဲ့လှုပ်ထားတာအဲ့ဒါယူသူတို့3ယောက်မှပြီးတော့အပြင်ကိုထုတ်ပြီးတော့ပြေးကြတာပေါ့အဲ့ဒီရွှေအိမ်သားကြီးကဘယ်လောက်တန်လဲမတန်လဲတော့မသိဘူးအာမခံထားတာတောင်ဒေါ်လာ6တန်းတန်တယ်ဗျအစိုးရကြီးကတော့ဒီအိမ်သားကြီးတစ်ခုလုံးတော့သူတို့ရောင်းမှာမဟုတ်ဘူးဒါကြီးကအရန်နာမည်ကြီးရေလေဒါကြီးရောင်းလိုက်တန်းပြီးသွားမှာပေါ့အဲ့တော့နည်းနည်းချင်းစီဒီအိမ်သားရွှေတွေကိုလှီးပြီးတော့ဖက်ပြီးတော့ရောင်းလိမ့်မယ်လို့သတ်မှတ်ထားတယ်ဒါပေမဲ့လွန်ခဲ့တဲ့4ရက်ဖေဖော်ဝါရီ24ရက်နေ့တော့ဒီကောင်တွေ3ကောင်ကိုမိသွားပြီးရုံးမှာစစ်ဆေးနေတယ်